ဒါကတော့ကမ္ဘာပေါ်မှာအမိုက်ဆုံးနည်းပညာကုမ္ပဏီဖြစ်တဲ့ ASML ပါပဲ NVIDIA, Apple, Intel နဲ့ Samsung စရှိတဲ့ကွန်ပျူတာ chip တွေအားလုံးဟာ ASML ကိုမိခိုနေရပါတယ် AI တွေကို programmer တွေကြီးမဲ့ဖန်တီးထားတယ်လို့တင်ထင်ရင်မှားတော့ပါလိမ့်မယ် AI တွေဖြစ်တည်လာဖို့အခြေခံကြတဲ့ chip တွေကိုတိစောက်ပေးတာက ASML လို့ကုမ္ပဏီတွေပါဒါပေမဲ့ဒီ set တွေကဘယ်လိုအလုပ်လုပ်တယ်လဲ ASML ဟာလူစပင်ထက်ကိုတင်းငယ်တဲ့အရေးပျော်နေတဲ့တန်ဖြူဆက်လေးတွေကိုပန်းထုတ်ပါတယ်လေဆာတစ်ခုကအဲ့ဒီအဆက်လေးတွေစီကိုပစ်မှတ်ထားပြီးနေတဲ့ပို့ပူတဲ့ plasma အဖြစ်ကိုပြောင်းလဲပေးလိုက်ပါတယ်ဒီလိုပြင်းထန်တဲ့အပူရှင်ကခရမ်းရောင်ကြီးကိုထုတ်လွှင့်ပေးပါတယ်တကယ့်ကို user ဆရာပါပဲ ASML ဟာအဲ့ဒီခရမ်းရောင်ကြီးကိုတိကျတဲ့မှန်တွေကတဆင့် chip တစ်ခုရဲ့အလွန်သေးငယ်တဲ့ပုံစံကျန်းပါတဲ့ silicon ပြားပေါ်ကိုကြာရောက်စေပါတယ်အဲ့ဒီပုံစံကို nanolithography လို့ခေါ်တဲ့ဖြစ်စဉ်ကတဆင့် silicon ပြားပေါ်ကိုထင်ဟပ်စေပြီး chip design ကိုအဲ့ဒီအပေါ်မှာပုံဖော်ပေးပါတယ်ဒီလုပ်ငန်းစဉ်ကိုအလွှာလိုက်အကျင့်ပေါင်းထောင်နဲ့ချီပြီးထပ်ခါတလဲလှုပ်ဆောင်တဲ့အခါဘီလီယံနဲ့ချီတဲ့ transistor တွေဖြစ်ပေါ်လာပါတယ်တကယ်အံ့ဩဖို့ကောင်းတာကသူတို့ကြားကအကွာအဝေးဟာ atom အနည်းငယ်စလောက်ပဲရှိတာပါဒီလိုအလုပ်လုပ်နိုင်ဖို့အတွက်တိကျမှုကအတိုင်းအဆမရှိမြင်ရပါမယ်လာကနေကဘာပေါ်ကအကျွေးစေးတစ်ခုကိုလေဆာနဲ့ပြရတယ်လို့ပါပဲ user ဆရာလို့ထင်ရပေမဲ့ဒါဟာ kit semiconductor လုပ်ငန်းနယ်ပြည်ရဲ့လက်တွေ့အခြေအနေပဲဖြစ်ပါတယ်